ဒီနေ့ကgovernment shutdown ဖြစ်တာတလပြည့်ရမယ်ပေါ့နော်ဆိုတော့အမကခီးလောက်ကုန်ထွက်မယ်လို့ပြောထားတာလေဆိုတော့အဲ့ခီးထွက်မယ်ဆိုတာအမဟိုသွားမလို့ Europe သွားမလို့လေ Europe သွားမလို့လက်တွေအရင်ချုပ်ဆိုတော့အခု Capital One Lounge ကိုခဏလာပြီးတော့ဒီ drink လေးပြန်လာတော့ဒုတိယအချိန်လာပါတော့so good ဒါပြီးရင် British Airways နဲ့သွားမယ်ဆိုတော့မဟုတ်ဘူး Aer Lingus နဲ့သွားမှာဆိုတော့သူတို့က British Airways ရဲ့ lounge ကိုတုံးခိုင်းတာပေါ့နော် business class တွေအဲ့မှာတထိုင်ရတယ်ဆိုတော့ Star Alliance တွေဆိုတော့ Aer Lingus ရဲ့ lounge တက်မရှိဘူးနော်အဲ့ဒါပြီးအလေးတော့ပြီးတော့ပဲတခြားခီးသွားရရှိပါတယ်ချိန်ရလွတ်သွားတယ်နောက်တစ်စီးဆောင်မယ်နော်ထွက်သွားပြီတွေ့လားနောက်တစ်စီးဆောင်မယ် Cape View သွားမှာဒါ IAD ပေါ့နော်မန္တလေးစီလာလည်းနေဆိုရင်ဒီ international airport ဆိုရင်ဒီဟာပေါ့ airport ကဒီ IAD international airportဝိုင်တောက်မလားဆိုကြည့်တော့လဲဝိုင်ကလည်းမတောက်ချင်ဘူးပေါ့နော်တောက်နိုင်ရင်တော့လေဒီလို lounge ထိုင်တာရမ်းကိုတန်တာလေလားအဲ့လို alcohol အများကြီးတောက်နိုင်နေဆိုရင်လေဘီယာတွေလည်းအများကြီးပဲဒါကိုငယ်တော့ကြိုက်တဲ့ candyဒီ lounge ကကြတော့လေ business ရဲ့လူမှာပဲရတာပေါ့နော်တချို့ lounge ကကြတော့ပတ်စံပေးပြီးထိုင်လို့ရတယ်ဒါတွေဆိုရင်တချို့ဟာတွေဆိုရင်လေမော်ယူသွားလို့ရတယ်လေ banana တို့ဒီ orange တို့ရေလည်းဖြည့်သွားလို့ရတယ်ဒီမှာထားတဲ့အပြင်ပေါ့နော်ဒီ buffet လိုမျိုးထားတဲ့အပြင်ကိုမှာစားလို့လည်းရတယ်နော် sandwich တွေလည်းစားလို့ရအမဘိုက်သိမ့်မစားတော့လေ sandwich ပဲစားတယ်sandwich salmon, salmon, turkey, egg sandwich, turkey, wheat bread, healthy chicken. Chicken is on the chicken salad. Brussels sprout.月底上面，月上面，上面。Speed， 月咪上加了嘞，月上面样的。She's good at it. ဒီ launch ကကြတော့ဒီဘက်အချမ်းကကြတော့ TSA ဖြတ်ပြီးတော့ယထာပေါ်တက်ပြီးတော့ terminal B ကိုလာတဲ့အဝင်ဝါပေါ့နော်အဲ့မှာမတက်လေကားရှိရဲ့အဲ့ဒါ terminal B ကိုတက်လာတဲ့အဝင်ဝါကိုမြင်နေရတာပေါ့နော်ဒီဘက်မှာမထိုင်ချင်ဘူးမကောင်းဘူး private jet ကဆောက်လေ
အမဒီဘက်မှာအဲ့ဘက်မှာမထိုင်ချင်တာကြာဒီအပြင်ဘက်ကိုပေါ့နော် airplane တွေကိုကြည့်မယ်သွားလာနေတဲ့ဟာကိုကြည့်ချင်လို့ပေါ့နော်ဒီ view ကိုကြိုက်လို့ဒီဘက်ကတက်အဲ့လိုပါနဲ့တွဲထားတဲ့နေရာမှာလာထိုင်တာပေါ့နော်ဟောဘော So we have some definitely missing one from safety. I think definitely sit down with it. ဒီမှာထိုင်တော့လဲ activity စီမြင်နေရတာပေါ့နော်လေရင်နေသွားဖြတ်လာပြီးတော့ဟိုဘက် terminal နေရောက်တဲ့လူတွေကိုဒီကားနဲ့ခေါ်လာတာပေါ့နော်အဲ့လိုမျိုးinternational flight ဆင်းပြီဆိုရင်လေ immigration ကိုအဲ့လိုခေါ်လာတာပေါ့နော် UPS မှာ cargo လေရင်ပစ္စည်းတဲ့လေဟိုလေရင်လေးပေါ့နော်ဒီဘက်မှာလည်းတစ်စီးဆင်းနေပြီးလာနေပြီအဲ့လိုပေါ့နော်ကြည့်စရာတွေအများကြီးပေါ့ဒီဘက်ချမ်းကကြာလေလူကြည့်ချင်ဟိုဘက်ချမ်းထိုင်ပေါ့နော်ဒါကတော့ zoom စမ်းကြည့်နေ zoom iPhone 17 Pro Max ရဲ့ zoom စမ်းကြည့်နေဆွဲကြည့်ရဘယ်လောက်ထိဆွဲလို့ရလဲစကားပြောနေလို့ရဖြတ်သွားဆိုတော့ဒါကတော့ပထမစချင်းခီးမထွက်ခင်ပေါ့နော်လေမော်မတက်ခင်မှာလေမော်တက်တဲ့ experience လေးကိုလည်းအမပြောပြပါမယ်ဒီဗီဒီယိုလေးလုပ်ရတာအမနောက်ပိုင်းတက်ကြီးသွားတဲ့အချိန်ကျရင်အမသားတွေလေးတွေပြန်ကြည့်ဖို့နော်သူတို့ကအခုအမသွားနေဓာတ်ပုံတစ်ပုံမှလည်းတောင်းမကြည့်ဘူးအဲ့လိုသိလည်းမသိဘူး cooking class တက်ခဲ့တာလည်းမသိဘူးအဲ့ Thailand မှာပေါ့နော်သူတို့ဓာတ်ပုံပြမှာသူတို့ကသိရဲဆိုတော့အဲ့ဓာတ်ပုံတွေကလည်းကိုယ်ဖုန်းထဲမှာပဲရှိနေရလေအရင်တော့အဲ့လို printed out လုပ်ထားတာမဟုတ်တော့အမကအခုဒီဗီဒီယိုလေးတွေကို YouTube မှာတင်မလို့ပေါ့နော်